ကားမောင်းတက်ရုံနဲ့ဂျပန်ကိုကျောင်းကိုအကျွေးစနစ်နဲ့တွားလို့ရမယ်။ကျောင်းကလည်းတစ်နှစ်ပဲတက်ရမယ်။ကျောင်းတက်ပြီးအလုပ်ဝင်တာနဲ့လစာမြန်မာငွေ300ကျော်ရမယ်ဆိုလို့ရှိရင်စိတ်ဝင်စားလား။ဒါဆိုရင်ဒီဗီဒီယိုကိုစောင့်အောင်ကြည့်လိုက်ပါ။皆さんこんにちは。Amazing 日本語学校です。အားလုံးပဲမင်္ဂလာပါ Amazing ဂျပန်စာသင်ကျောင်းမှာဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးကယောက်ျားလေးတွေအတွက်ပါ intro မှာပြောထားတဲ့အတိုင်းပဲအမတို့စီမှာယောက်ျားလေးတွေအတွက်အရန်ကောင်းတဲ့ chance တစ်ခုရှိပါတယ်ဒါကတော့ကားကိုစိတ်ဝင်စားတယ်ကားမောင်းတက်တယ်ဆိုလို့ရှိရင်ရှာလို့ရတယ် interview ကလည်းမြန်မာလိုပဲမေးတယ်ပြီးတော့ဒီကားမောင်းပြီးတဲ့အခါမှာလည်းကျောင်းတစ်နှစ်တက်ပြီးပြီဆိုတာနဲ့ဒီအလုပ်ဝင်တဲ့အခါမှာဆိုလို့ရှိရင်လည်းလစာကအမြင့်ကြီးရမယ်နောက်ဆုံးအားသာချက်တစ်ခုကျောင်းတက်ဖို့ကိုလည်းအကျွေးစနစ်လုပ်ထားပြီးရယ်ဆိုတော့ဘာလို့လဲเนาะအရန်ပြည့်စုံတဲ့ program ဖြစ်တယ်အမတို့လူကြီးက40တိတိခေါ်မှာကို20ရထားပြီးဖြစ်တယ်ကျန်တဲ့လူတွေအကုန်လုံးကိုနောက်တစ်ပတ်ထဲမှာအမတို့ form အပြီးယူပါမယ်ဖြစ်ပါတယ်ပြီးရင်တော့ဒီကျောင်းမှာဒီကျောင်းသွားဖို့အတွက်ကိုဂျပန်ကိုကားနဲ့ပတ်သက်တဲ့ license တွေအပြောင်းလဲတွေအကုန်လုံးလည်းအမတို့ Amazing ဘက်ကနေပြီးတော့ support တင်ပေးသွားမယ့်အစီအစဉ်ရှိပါတယ်ဆိုတော့အားလုံးပဲစိတ်ဝင်စားရဆိုရင်ဒီ Google Form လေးကိုဆင်းပေးပြီးတော့မှဒါမှမဟုတ် form မပိတ်ခင်မှာအမြန်ဆုံးလက်ဦးမဲ့ယူတဲ့ကလေးတွေကတော့ကျောင်းကိုတိုက်ရိုက်လာပြီးတော့ form တင်နိုင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်မတတ်နဲ့